Eh, yo, hey, hey. ဘာပြောလဲမေ မဆိုင်ဘူး ကဲသူကဆိုင်ကသူ့ဆိုင်ရောရက်လာတော့အကုန်လုံးအစားလည်းနားတယ် ပြောပြပြရက်လာတော့ကျွန်တော်ကဘယ်လိုနေထားလဲဆိုတော့ပြလိုက်ပါအောင်အခုကဘယ်လိုအဆင့်တွေပဲဘာတွေတိုးတက်လို့ဘာတွေဟိုတိတာနေပြီလဲဆိုတာလေးပြပြပေးပါဦး ကျော်လာတော့ကျွန်တော်တောင်ဝင်းလဲဗျကိုရတောင်ဝင်းမှာပဲလိမ့်ဆက်လို့ရဗျပြီးလို့ရှိရင်ကျွန်တော်ကဟိုခုံဝါထားမယ်ဆိုလူထူမထားလို့ရတာဗျအခုကျခုံဝါထားမယ်ဆိုလူကထူစရာမလိုတော့ဗျကိုယ့်ကိုထားနိုင်တယ်ဗျပထမပိုင်းလူထူရတာနော် ဟုတ်ကဲ့ပူထိုင်နေထိုင်မှုအထိုင်ထ ဟုတ်ကဲ့ မရဘူးနော်အခု တော့ တော့ ရတယ်ထားလို့မရဘူးကိုယ့်ကိုလူထူရတယ်အခုကျတော့ကိုကျွန်တော်ကကိုယ့်ကိုထားလို့ရပြီဗျလူအထူမလိုတော့ဘူးဟုတ်ကဲ့ တော့နေရထိုင်အောင်ပေါ့လား ပေါ်တယ်ဗျဆရာ ဒီစင်တာကိုလာတော့ဟိုနေရထိုင်ရတာတွေစားတောက်တာတွေဘယ်လိုအနေထားရှိသလဲ ဆင်ပြေပါတယ်ဗျ ဟိုအရင်တော့ကလည်းအမျိုးစုံကုသခဲ့ဘူးတယ်နော် ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့အဲ့ဒါဒီရောက်တော့ခါကျတော့နည်းနည်းပို့လို့နည်းနည်းထူးခြားလာတာလား ဟုတ်ကဲ့ဗျ မထူးခြားဘူးလား ထူးခြားလာတယ်ဗျဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ကျေးဇူးပါတယ်ဆက်ပြီးတော့ကျွန်တော်စားနေမယ်နော် ဟုတ်ကဲ့ပါဗျာ တကယ်လည်းကျူးစားပါတယ်သူကဟုတ်ကဲ့ကျေးဇူးပါ